မြက်သားစီ ငိမ့်တာ ငိုက်မြန်နေကြသလား ဟိုနာအဖွဲငါကြည့်ပြီးသဘောကျ ဟဲ့လား တုတ်တုတ်လည်းမလှုပ်ဘူး ဘာလဲလဲ မဟုတ်ဝယ်လည်းမသွားဘူးပတ်စံလည်းပါဦးနဲ့တူပါ ငိမ့်တာပဲယဉ်ကျေးတာ ကျေးဇူးတင်လိုက်တာစိုက်တီးတော့လေတကယ်နားထောင်တာ ဒီလိုမှ ရည်စရာရှိလေရည်ပလိုက်တာအဲ့ဒါသဘောကျတာဟာလား ဟုတ်တယ် ကျွန်တော်ကလည်းစိုက်တီးတဲ့ကဏ္ဍလေးမှာပြိတ္တကိုကြိုးစားပြီးကျေးဇူးဆက် Special တီးပါ ဒေါင်းစင်ရရှင်းတယ်နော်အမေတို့ ဟုတ်ကဲ့ ဘယ်လိုရှင်းတာလဲတီးတဲ့တီးချက်ကနှစ်ချက်ဝါလို့ခေါ်တဲ့ မမ နှစ်ချက်ဝါဒီလိုတီးရင်ကောင်းလား ဘယ်လိုလဲ စိုက်ဝါသနာရှင်များတီးတယ်ဒါနှစ်ချက်ဝါ အဲ့ဒါတော့မိမမှာပဲဆန်ကယ်စီးရတယ်လို့ပဲ ဘလို့ကြီးတော့ ဟာတာတိုင်း အမေအဲ့ဒါတော့6ကြီးတင်သွားလေ အချောက်ကြီးတင်သားငါလှုပ်သွားမှာပေါ့ စမ်းမပါတယ်ဟင်းစားတယ်လို့ပဲ ဘယ်လိုလဲ ဘယ်လိုတီးမလဲ ဘယ်လိုလဲ နှစ်ချက်ဝါကိုစိုက်ဝါသနာရှင်များအတွက်ကောင်းစေခြင်းနဲ့ဆန္ဒကိုနိုင်ကြီးခြားသမားလာမယ်နော်စိုက်အတီးကောင်းတဲ့အစ်စ်ခြားသမားအဲ့ဒီပတ်လုံးကိုတရောင်နဲ့ထောင်းတာတရောင်နဲ့ထောင်းတာအစ်စ်ကဒီအထိတက်တက်ဝီဝီတက်တက်ဝီဝီနှစ်ချက်ဝါသစမမင်းတို့ချားတယ်နော် ဟောဟုတ်ပတ်ကိုတစ်ထောင်နဲ့ထောင်းရင်ဝူဝူဝူလို့မြည်တယ် အဲ့ဒီလိုချင်တာ ပတ်ကိုတစ်ထောင်နဲ့ထောင်းရင် ဟုတ်တယ် ဝူဝူလို့မြည်တယ် ဟုတ်ပါ အေးအဲ့ဒါဆိုရင်ဘုံမလာရင်ကဘုံမထောင်းကြည့်မယ်ဝူဝူလို့မြည်မလားဝူဝူလို့မြည်မလားဘုံမတော့အဲ့လိုမမြည်တော့ ဘလို့မြည်တော့ ဘုံမနည်းနည်းဝါတော့ကြသူကပိတ်နေတော့ ဟုတ်တယ် ဒီလိုပဲမြည်တော့တယ် အဲ့လို အဲ့ဒါဘုံမမလို့ပိတ်ပိတ်လို့မြည်တာ ဟာ တို့နောက်ကအစိုးရကိုလာတီးကြည့်ပါလားအကြီးမဝါတတုံးနဲ့တင်းတင်း အဲ သူ့ကိုတရောင်နဲ့ထောက်ရင်ဒီလိုမြည်မှာ ဘယ်လိုလုပ် ဘွမ်ဘွမ် ဘွားဘွား ပြည့်စုံပြီလားမင်းကြံသေးတယ်မင်းတို့ဝက်သားစားတယ်နော် စားတယ်လေ ဝက်သားရေလိုမျိုးချက်ရင်ကောင်းသလား ကောင်း မကောင်းဘူးဒဇံပလာထက်မှာကောင်းတာ ဟဲ့ စီစားအချုံမငါမြာကြီးကြက်သွေးပြူငယ်ဦးသည် ဟဲ့ ဒဇံပလာထက်ကြည့်အောင်ကျွန်တော်ဆိုင်မှာခေရလေးပါမဆိုးခေရလေးမစမဩ ဒီကောင် နှုတ်သီးနဲ့ဖိကြတယ်နှုတ်သီးနဲ့အမလေးဟဲကောင်းစီချင်းတို့မဟုတ်ခဲနဲ့ဖွတ်တယ် တေချာမဟုတ်ဘူးသူမဖွတ်အဲ့ကောင် နှုတ်သီးနဲ့ဖိကြတယ်ငါတို့ရဲ့အမလေးဟဲ တဆိုင်လုံးမှာခရာကြတယ်ဆိုတာဒီကောင်ပဲခရာကြတယ် ကျူ ရှားကိုတွေ့လားရှားမတွေ့လဲငါဟာမဟုတ်လား နင်းမပါရှိတယ်တော့ ငါတစ်ခုရှိသေးတယ် ဟုတ်လို့လား ငါတစ်ခုပါလာသေးတယ် နင်းခရာမဟုတ်တာဝီစီဝီစီ ရပါလားအဲကဲပရိသေကျိုးသားတာကိုကျိုးသားတာမဟုတ်သမ ဇကွင်းဒီ အဲ ငါဇကွင်းဒီကြည့်ညာ ဘယ်လို ဇကွင်းဒီကသာမဲတယ်နော်မဲပါတယ်သူရွှေရောင်ဝစ်ထားတယ်ကွာလာပါလူကတော့ နှစ်ချက်လောက်အဲ့ဒီခရနဲ့စောစောကဝုဝုဆိုရအတန်ပေါင်းလိုက်တော့အမေတို့ဝက်သားဒဇာပလာထည့်ပြီးချက်လိုက်တော့စားကောင်းသွားသလိုဒီအတန်သွားထွက်တာဟိုင်းနှစ်ပါးလောက်အဲ့ဒီနှစ်ချက်ဝါနဲ့ဒီနှစ်ချက်ဝါ တူဘူး ဘာမှဆိုင်တော့ မတူဘူးပရိသတ်အဲ့ဒါဘိုးဘိုးရွှေတောင်းကျင်တီးခဲ့တယ် ဟုတ်တယ် နော် နှစ်ချက်ဝါ ဟုတ်တယ်အဲ့ဒီနှစ်ချက်ဝါလေးချက်ဝါတို့ဘိုးကဆိုင်ကောင်းဒီလိုတီးတာ ဘလို့ပါလိုက် တောင်းစင်ဟာ ဆိုင် မင်း ဟေးနှစ်ချက်ဝါ ကျေးဇူးတင်ပါတယ်အားလုံးပဲနည်းနည်းလေးနားစမေးပါဦးခင်ဗျာကျွန်တော်ကျင်းညာကြလေးရှိလို့ပါ ဟုတ်တယ် ပြ မကျင်သေးလာပါပြီမကျင်သေးလာပါပြီ ပေါင်းစီ ညာ ဘာတော့မှစိုက်တီးနေတာပရိသတ်အများကြီးကိုငြိမ်ကြနေအောင်ကြိုးစားပြီးတီးနေတာမနှောက်ရှက်နဲ့ရ အခုခဏလေး သွားမနော် ဟာလို့ ဆက်လက်ဆက်လက်ကျင်ညာပေးတာမကျင်သေးဆက်လက် ဟေးဘာစက်လေ မကျင်သေးဆက်လက် ပြက ဟာမကျင်မကျင်သေး ဟာဒီမှာမက်ကျင်ထီပါပေါ့ တိမ်စိတ်တိမ်စိတ်က ဆက်လိကတီးတော့တီးတယ်နော် ဟုတ်တယ်ဟုတ်တယ် အတူကြီးလည်းရှိတယ် ကျွန်တော်ဟာလောက်ပဲရှိတယ် ဟာလို့ လက်ညိုးလက်ညိုးလောက် ဒီဆက်လိဘာလို့မတော့ အဲ့ဒါကျွန်တော်ကျင်ညာခိုင်းတာလို့ အဲ အခုမကျင်သေးကကျွန်တော်စမူစာပေးထားပါတယ် စပွန်ဆာစပွန်ဆာစမှုစားတော့နေစားမသိမကျင်သေးစမှုစားနေစားစမှုစား မကျင်သေးကစမူစာစပွန်ဆာပေးထားတယ်ဗျဒါလေးကျင်ညာပေးပြရသည် ကဲဒီပဲကြီးညာပါငါတီးအောင်မကြီးညာ ဟုတ်ကဲ့2မိနစ်3မိနစ်ပဲနော်ကာလာသမ ्या နည်းနည်းနားဆင်ပေးပါ ဆက်လိတောက်တဲ့ကိုရီပေါ့ စလေးကြိုက်တဲ့အကိုများစေးပေါ်လိမ့်မှာတောက်မယ်ဆိုရင်
မကျင်သေးကိုတတိယလိုက်ပါ ကဲကြော်ညာတာပေါ့ မကျင်သေးအတူတွေထွက်နေတယ်နော် တတိထား မကျင်သေးအစ်စ်ကိုနည်းနည်းလေးကျွန်တော်ပြောပြပေးရစီ ကဲနားစင်ပါ မကျင်သေးစစ်မစစ်သိခြင်းရင်အရင်ဆုံးမကျင်သေးကိုအိတ်ကြည့်ပါ ဘာအိတ်ကြမှာတော့ သူထွက်တဲ့အိတ်ကိုယင်ကြည့်ပါ ဟောဆက်လိမ့်မှာအိတ်ကလေးပါတယ် အိတ်ပါပါတယ် အဲ့လိုအိတ်ကြီးပြောတာ အိတ်ပြီးတာနဲ့မကျင်သေးကိုနမ်းကြည့်ပါ ဘာနဲ့မှာတော့ဘာနဲ့မှာတော့ ဖတ်ကိုနမ်းခိုင်းတာပါ ဆက်လိတ်ကလေးတော့ ထဲ ထဲ မ ပြော သိ ပါ ဘာမသိနဲ့ကလေးတွေရောအောင်ဟေး မကျင်သေးကိုဖတ်ပြီးနမ်းပါခင်ဗျာ အေး အဲ့ဒါပြီးရင်ကျွန်တော်အထူးသတိပေးမယ် ဘာတော့ မကျင်သေးမှာဖင်ပါပါတယ် ဟောဘာရဘာဖန်တော့ ဒီဖင်လေ ဆက်လိတ်ဖင်း ရှေးမှာဆိုလို့ဆက်လိုက်မထဲတော့ အေးပါအေးပါ ဒါမကျင်သေးဖင်လို့ခေါ်ပါတယ် အေး မတော့ခင်မှာသူ့ဖင်ကိုဒီလိုကလိပါ ဟုတ်ဗျာအော်ဆက်လိတ်တော့တဲ့ကိုဒီဟုတ်တယ်ဟုတ်တယ် ဒီမှာ ဟုတ်တယ်တဲ့ဟိုမှာ ဒီလိုလုံးမှာတောက်လို့ကောင်းတာ မကျင်သေးဖင်ကို အဲ့တော့မကျင်သေးဖင်ကိုကလိကြည့်ပါ အေးပါကွာ ကလိတဲ့နေရာမှာဖင်ကျဲရင်လည်းမကျင်သေးမဟုတ်ပါဘူး ဟုတ်ပါ ဖ ဆက်လိ င် တ်ဆက် ကျ လိတ် င်းရင်လည်းမကျင်သေးမဟုတ်ပါ ဆက်လိတ်ဆက်လိတ် ဖင်အလောတော်မှဒါမကျင်သေး တော်ပြီမင်းဆက်လိတ်ကကွာဆက်လိတ်ဖင်လို့ပြောမှာပေါ့ဗျ ဟုတ်တော်အရေးကြီးတာလေးကြီးညာပေးမယ် မကြံနေလား တို့အကိုများမကျင်သေးမှာအပတ်ပါတယ် ဘာ နော် ဘာ ဒီအပတ် အဲ ဒီဆက်လိတ်ပဲ ဒီအပတ်ဟုတ် ဆက်လိတ်အပတ်လို့ထဲပြော စစ်လင်မထဲတော့ရှေ့မှာဆိုလို့ဒါအပတ်လို့ခေါ်ပါတယ် အေးပါကွာ မကျင်သေးအပတ်ဟာ ဟေး သူများအပတ်နဲ့မတူပါဘူး ဘလို့ကွာလို့တော့ စိမ့်ဝါဝါလေးဟာမကျင်သေးရဲ့အပတ်လို့ခေါ်ပါ ဆက် တ လိ ယ် တ်အပတ်ပါဗျာ စိမ့်စိမ့်လေး တောက်တဲ့ကန္နာသားများစစ်လင်တောက်တဲ့နေရာမှာမကျင်သေးရဲ့ဒီအပတ်ကို ဒီရုံထောင်ငါဘာသာလာလာမတို့နဲ့မကျင်သေးလုံးဝမတော်ဘူးဒီအပတ်ယုံလုံးလို့ မကျင်သေးမှာဒီအပတ်ပါတယ်တောက်တဲ့နေရာမှာကန္နာသားများ ဘာလို့ ဒီအပတ်ကိုမကျင်သေးအပတ်ကိုမီးမလောင်ပါစေနဲ့ ဟုတ်ဗျာဘာလို့ မကျင်သေးအပတ်မီးလောင်ရင် ဘာဖြစ်မတော့ မကျင်သေးရုပ်ဆိုးတော်ပါလေ ဟာလို့ ဟုတ် မ ကဲ့ ကျင် တော်ပြီလို့ကိုရ ဆက်လိတ်ကြော်ညာတာကဲဆက်လိတ်ကလေးထဲပြောမှာနော်ဆက်လိတ်ဒီလိုလေးပြောမှာပေါ့ဘယ်နဲ့မကြည်သေးဖင်လို့မင်း အဲ့ဒါမဲ့မကျင်သေးညော်နအောင်လာလာလို့ညော်နအောင်လာလာလို့ တော်ပြီ အာ မကျင်သေးယောက်ျားဘာလို့ ဘာလို့ဘာလို့ ဘာလို့မကျင်သေးယောက်ျား ပစ္စည်းပြောလို့လားရှာ ဘာပစ္စည်းလို့ ခုနကရှိသေးတယ်ကွာ ဘာလို့ အာဒီလူကြီးငါယုံဘူး ဟိုမှာမကျင်သေးအပတ်က ဟာဟုတ်ဘူးနေရတဲ့ ဘာပြောက်တာတို့ ပါဇက် ဘာလို့ ပါဇက်နှာခေါင်းနဲ့မျက်လုံးမရှိဘူးကွာအမေက ဘာပြောက်တာတို့ အမေကရိုက်တော်မှာပဲ ဘာလို့ ဘာပြောက်တာတို့ ဖဏပြောက်လို့ ဖဏပြောက်တာဒီထဲရှာတယ် ပစောင်းနဲ့မြဖွက်ထားမှာ ငါမေးမဆောင်နဲ့ဖွက်တာငါဖင်ကြတယ်ညက်တာငါဖင်ကြတယ်ညက်တာ အကြီးရစားပြိတ္တနှုတ်ဆက်မလို့ကျွန်တော်လာတာ ညာလို့စက်ကဲ ဖေးတကြီးအားလုံးပဲကိုစမီးကငေါ့တော့ကြဆင်းနေဆို သွား အာဆင်း ဘာတို့อ่ะ အာ ဘာပြောလဲ အကောင်ချောင်းလို့ရေသွားတော့အောင်မယ်